ချိန်မှာပေါ့တယ်တည်သွားတဲ့အခါအဲ့ဒါတွေမရှိသည့်အတွက်ကြောင့်ပို့လေးတယ်ဒါပေါ့ခြင်းလေးခြင်းအကြောင်းကိုရှင်ကုမာရကတ္တဗကမိဖုတ်ထားတဲ့တန်တုံးနဲ့ဥပမာပြုပြီးတော့ပြောအဲ့ဒါဟာလည်းပဲဒါအထောက်ထားတစ်ခုအနေနဲ့မဖြစ်နိုင်ပါဘူးတမလွန်ဘဝမရှိဘူးဆိုတာပြောလို့မရပါဘူးလို့ဒီလိုပြောဒါနဲ့မကဘူးသူတိတိတနာကတော်တော်ဆိုးတယ်တတ်မိန်ကြတဲ့လူတွေခဏခဏအစမ်းသတ်ခံရတယ်သူ့နိုင်ငံမှာရာဇဝတ်ပြစ်မှုတွေကျူးလွန်တဲ့ပုဂ္ဂိုလ်တိုင်းကိုသူကမလုပ်လဲဆိုတော့အသက်ထွက်တာကိုစောင့်ကြည့်ဖို့အသားမှာအရေးတွေခန္ဓာကိုယ်ရဲ့အင်္ဂါရက်တွေကိုတခုမှမထိခိုက်စေပဲနဲ့လူကိုတတ်တေအောင်တတ်ပြီးတဲ့အခါကျတော့သူကမှောက်ထားလိုက်ဟိုလိုလုံးလိုက်ဒီလိုလုံးလိုက်ဘယ်လိုထားအသက်ဟာထွက်သွားတာဆိုတော့သူကမမြင်လိုက်ရဒါကြောင့်မို့လို့